မလိုင်ရလှတယ်နော်ဒီနားလေးတွေတိုင်းထားတယ်ဒီမှာဂျိုင်းနေဆိုဂျိုင်းအရင်ကြက်နေလားမကြောက်ဒါကတော့ဂျိုင်းသားမပေါ်အောင်လို့မတို့ကလှုပ်ထားပါတော့နော်အတက်နိုင်ဆုံးဂျိုင်းသားကြီးထွက်နေမှာဆိုလို့လေအပြင်ဂျိုင်းကိုပြက်ပြက်ကြိုက်တယ်ဆိုလဲပြက်ပြက်လှုပ်လို့ရတယ်နော်တခြားနေရာလေးတွေလည်းဒီရင်ဂျောင်းလေးတွေလည်းချောနေတာပဲဒါမီးဘူးခွဲတိုက်ထားတဲ့ဟာမဟုတ်လားတစ်ဖက်သက်ထက်တိုက်ထားမှာမဟုတ်နော်โอเคလာတယ်ချောနေဟုတ်ပင်လှလိုက်တာလုံးဝခစ်လေးပေါ့နော်လှလိုက်တာတရားလေးအယောင်လေးကောဒီနားလေးတွေရောချောပြောင်မွေ့โอเคရန်ကုန်ကလှတယ်လုံးဝ Platino ချုပ်ထားပြီးမှလုံးဝဒီမှာဖြောင်းစင်းတာပဲရင်အောင်ခွက်တွေကလေနော်တခြားနေရာလေးတွေလည်းပြပြရေးရေးလေးတွေပဲဇာလေးတွေရောဒီနားလေးတွေစင်းအကုန်လုံးโอเคရှမ်းမြောက်ငအိုးကလှတယ်ဂျိုင်းလေးတွေလည်းအဆင်ပြေတယ်တခြားနေရာလေးတွေလည်းလှတယ်ဒီနားလေးမီးကိုတိုက်ထားရတယ်ချောတယ်နောက်ကြဒီအလဲကောင်နဲ့စားရရင်စားလို့ရတယ်နော်โอเคရေးရလှတယ်သူကနဲ့သူပဲနော်အန်ဝင်ခွင်ကြပဲဖြစ်နေတယ်လေဘင်းလေးတွေရောလက်လေးတွေရောโอเคလှတယ်နားလေးတွေရယ်နော်ဟိုနဲ့ဖတ်တလက်ကလေးတွေနဲ့မလေးဒီနားလေးမှလည်းမချုပ်ထားတာလေးရလဲလှပပလေးပဲချွတ်ချုံမွေလေးပဲနော်ဒီလက်ကလေးကိုဒီလိုအပေါ်တင်ဝစ်ချင်ပြီးတော့ဒီနားမှာရှုံချိုးလေးနဲ့ဝစ်ချင်လည်းရတယ်ဒီလိုပုံစံမျိုးအများကြီးပဲသုံးလို့ရသေးရနော်โอเคကလေးမျိုးကလှတယ်ဒီຢာလေးတွေလည်းတိုက်ထားတာလေးလည်းမစိုးလှတယ်နော်ဒီနားလေးတွေလည်းဖြောင်းဖြောင်းစင်စင်လေးပဲလက်လေးတွေလည်းအဆင်ပြေဘာမှပြောစရာမလိုโอเคပကံညာဦးကလှတယ်ဒီနားလေးဆိုတော့လုံးဝရှင်းနေရပဲလေပင်လေးတွေရောဒီနားလေးတွေရောကက်ချက်ကလေးပဲโอเคနမ်းမြင်လှတယ်မလက်လေးကလည်းတွန်းနေသူအပေါ်တင်နေအောက်ချလို့ရတယ်နော်ဒီနားလေးမှာလည်းဖဲပြားလေးနဲ့ချက်ရလေးပဲโอเคမလိုင်ရလှတယ်ဒီမှာဒီချုပ်ချောင်းလေးတွေလည်းလှတယ်ဒါပေမဲ့နည်းနည်းတော့ဟိုဒီခြီသားဆိုတော့လေနည်းနည်းသတိထားရမယ်နော်လုံးဝလေဟိုတိုက်တာလေဒီနားလေးတွေလည်းလှတယ်โอเคပင်ကလှတယ်မကက်ချက်ရက်လေးပဲเนาะလေဘင်းဆိုလည်းကတ်နေရပဲဒီနားလေးတွေလည်းကတ်တယ်ဘာမှတော့ပြောစရာမလိုโอเคရန်ကုန်ကโอเคလှတယ်ဒီနားလေးတွေလည်းအစင်ပြေတယ်လက်လေးတွေရောပခုံးလေးတွေရောเนาะဘာမှပြောစရာမလိုโอเคရှမ်းမြောက်ငအိုးကโอเคလှတယ်လေဘင်းလေးတွေရောဒီနားလေးတွေရောเนาะထမိန်လေးပဲလိုနေတာโอเคအေးရလှတယ်เนาะနောက်ကြအလဲကောင်လေးပို့စားလိုက်သေးလားဒီလဲကောင်လေးလေနော်တခြားနေရာလေးတွေလည်းအကုန်ဝင်တယ်ရင်စာလည်းအကုန်ဝင်တယ်ထိန်းထားနိုင်တယ်လက်ပြက်လေးတွေလည်းဒီမှာလက်ဆိုရင်လည်းလုံးဝနော်ဂျိုင်းသားမပေါ်နေဘူးပြည့်ရေးလေးပဲခုနင်းဖြစ်တယ်အကုန်လုံးဒီမှာသူ့နဲ့သူဝင်တယ်နောက်တစ်ကောင်ကဒါလေးကအပေါ်တက်ကလေးနဲ့အောက်ထက်ကလေးနဲ့အောက်ကြီးတွေပဲတက်လည်းဝတ်လို့ရတယ်နော်အပေါ်တက်လေးဒီလိုမျိုးလေးထပ်ထားလို့လည်းရတယ်လှတယ်သူကနဲ့သူကတ်နေတာပဲဒီလိုပုံစံမျိုးမှနောက်ထပ်အမျိုးမျိုးလုပ်လို့ရတယ်နော်ဒီကလေးဒီဘက်တစ်ချမ်းဆောင်းပြီးဒီလိုရင်ဘုံလုပ်မလားကိုကြိုက်တယ်လို့မျိုးလုပ်လို့ရတယ်ဒီလိုနီးနေဦးမှာလေအချို့ကြဒါနှစ်ခုခွဲချုပ်ထားလို့တကယ်လို့တွဲချုပ်ချင်တယ်ဆိုလည်းရသေးတယ်တွဲချုပ်ချင်တယ်ဆိုလည်းဒီဒါကိုဒီဘက်ကိုတစ်ချမ်းဆောင်းပြီးတော့ဒီနောက်မှာရင်ဘုံလေးနဲ့တွဲချုပ်ချင်လည်းရတယ်ဘာမှမဖြစ်ဘူးနော်โอเคကလေးမျိုးကနှားလိုက်တာနော်ဒီနားလေးဒီမှာကျိုးတွေအချောင်းတွေတောင်မပါနေတော့ဟုတ်လားရှင်းလင်းပဲရှင်းကြိုက်လို့ပေါ့မမီတာမဟုတ်ဘူးရှင်းကြိုက်လို့ပါပေါ့โอเคပကံညာဦးကလှတယ်နော်အင်ဂျီလေးလည်းတက်ရက်လေးပဲဒီနားလေးတွေလည်းချောပြောင်နေရပဲလက်လေးတွေလည်းယူထားတာလှတယ်โอเค